လုပ်ငန်းရှင်တော်တော်များများဟိုဆရာအင်တာဗျူးတွေမှာလေတိတ်ပြီးတော့ဖြေလေးဖြေတာမရှိတဲ့မေးခွန်းလေးမေးချင်ပါတယ်ဆရာမေးပါဟောလေလုပ်ငန်းရှင်တော်တော်များများဆရာဒီအလုပ်ကိုစလုပ်ပြီးလို့ရှိရင်လုပ်ငန်းစလုပ်တဲ့အချိန်မှာပြက်ပြီးတော့ပေါ့နော်လုပ်ငန်းပြုတ်သွားတာများပါတယ်ဆရာအဲ့ဒါကိုဆရာရဲ့အတွေ့အကြုံနဲ့ပေါ့နော်ဒီလုပ်ငန်းတွေကိုဆရာဘယ်လိုအောင်မြင်အောင်လုပ်ခဲ့သလဲဆိုတော့ဆရာဒီပြည်သက်တွေကိုတစ်ချက်လောက်မျှဝေပေးပါဆရာကျေးဇူးတင်ပါတယ်ဆရာလုပ်ငန်းကတော့စချင်းဒိုင်းငယ်အောင်မြင်သွားတယ်ဆိုတဲ့ကတော်တော်ခက်တဲ့လုပ်ငန်းပဲလေနော်ဥအောင်ကိုရဆိုင်လည်းပြုတ်တာပဲ3-4နေရာလောက်ပြောင်းရတယ်နောက်ရွှေဆိုင်ပထမဆုံးလုပ်တာစိန်ရွှေတိုးရတနာရွှေဆိုင်ပြီးရင်အောင်ရတနာရွှေဆိုင်နောက်ကြမှာအောင်သမားကြီးအဲ့တော့ဒီအောင်သမားကြီးဆိုတဲ့နာမည်ကလည်းသူများစီကကိုကနာမည်နဲ့ရွှေကောင်တာနဲ့ဆိုင်ပုံနဲ့ယူပြီးလုပ်တာခဏဆရာလည်းပြောပါတယ်ဆရာရဲ့ကံမောစဆရာဗိုက်တွေမေးပြီးရှာပြီးလုပ်ထားတာမဟုတ်ဘူးသူလည်းအဲ့ဒါကိုဝယ်ပြီးတော့ဗန်လုပ်တဲ့လူတယောက်မအောင်မြင်တဲ့လူဆိုနေဆရာဝယ်ပြီးတော့ဆက်ပြီးတော့အသက်သွင်းလာတာခဏတို့လူတွေလည်းပြောချင်တာခဏအောင်သမားကြီးပေးလိုက်မယ်ရောမင်း3,000နဲ့ဖွင့်တော့3,000အရေးမကြီးဘူး management စီမံခန့်ခွဲမှုအတတ်ပညာလိုအပ်တာအဲ့တော့ပြုတ်တယ်ဆိုတာ तू မကျွမ်းကျင်မနဲ့စီမံခန့်ခွဲမှုမတက်ဖက်နဲ့လုပ်လို့ပဲဥအောင်ခဏပြောတယ်အောင်ကွန်းရဆိုင်ဖို့ပြတာလက်ကားပြတာမဟုတ်ဘူးကွန်းရလုပ်ငန်းကိုအရန်ချစ်တယ်ကွန်းရဆိုင်လုပ်ငန်းတာအောင်မအောင်မြင်ခဲ့ရင်ရွှေဆိုင်လည်းအောင်မြင်စရာအကြောင်းမရှိဥအောင်ဆရာတယောက်ကပြောတယ်22လမ်း89လမ်းဆိုတာရွှေကုံတယ်တွေရှိတဲ့နေရာမဟုတ်ဘူးခိုးဆိုးခါးတွေနေတဲ့နေရာတကယ့်ဇရိတ်ကျန်းတဲ့နေရာဘာဘူးလို့အောင်သမားကြီးဥအောင်ကအဲ့ဒီနေရာမှာအောင်သမားကြီးဆိုနာမည်ရတာလဲစဉ်းစားဖို့လိုတယ် location မှာရွှေလော်ဘူရွှေသန့်စင်လုပ်ငန်းရွှေတိုင်းမဖွင့်သေးဘူးနော်ရွှေသန့်စင်လုပ်ငန်းလုပ်ဖို့အတွက် location ရွေးတာမုံရွာရွှေတနိုင်ငံလုံးအထွက်ဆုံးရွှေတွေလာတဲ့နေရာမုံရွာကားဂိတ်က22လမ်း89လမ်းဘေးမှာရှိတာအဲ့ဒီနေရာမှာအောင်ဆိုတဲ့ကောင်လေးကရွှေသန့်စင်လုပ်ငန်းသွားဖွင့်လာမြို့လေကောင်သွားဖွင့်มาတာဒီငရဲမီထွက်တဲ့အငွေနဲ့တင်ဘေးကဝိုင်းတိုင်တာနဲ့ထွက်ပြေးရမှာပေါ့လုပ်ငန်းတစ်ခုမအောင်မြင်ရခြင်းဟာနံပါတ်1သူ့ရဲ့စီမံခန့်ခွဲမှုမကျွမ်းကျင်ပဲလုပ်တာဖြစ်မယ်နောက်တစ်ခါ location ဥအောင်ဒီနေပြီးတော့ဒီနေရာရွေးတာ9နှစ်လောက်ရှိပြီနော်ဒီနေရာချောင်းနေတာအဲ့ဒီနေရာတပြေကုန်းနဲ့တောင်းဖြစ်တယ်ပြင်မနာတောင်ညူလန်းဖြစ်တယ်ဒါနေပြီးတော့လာတဲ့လူအကုန်သိတယ်တပြေကုန်းဝိုင်းနာကဆိုတာအဲ့ဒါ location ပဲအဲ့တော့ location တွေရွေးဖို့လိုအပ်တယ်လုပ်ငန်းကျွမ်းကျင်ဖို့လိုအပ်တယ်ကိုသွားဖွင့်တဲ့နေရာရောင်းလို့ရတဲ့နေရာမှာမဟုတ်တာဘူးအခုပသိမ်ဟာလဝါပသိမ်နာရောင်းကောင်းတာမန်းလေးကပသိမ်ဟာလဝါဆိုင်ပြုတ်သွားပြီဖွင့်လို့မရဘူးဟို22လမ်းပဲကျော်22လမ်းမန်းလေးလာဖွင့်တာပဲကျော်ဆိုင်ပြုတ်သွားပြီလုပ်လို့မရဘူးရန်ကုန်ကဗတာဂိတ်မန်းလေးလာဖွင့်တာမအောင်မြင်ဘူးအဲ့ဒါပါလေ location သူ့နေရာနဲ့သူပဲလုပ်တာဟိုပသိမ်ဟာလဝါသူ့စီသွားတော့ကောင်းကောင်းမကောင်းကောင်းဝယ်လာတာရွာကြလက်ဆောင်ပေးဖို့နော်ဒါလို့ဆိုရှင်းပါပြီနော်โอเคကျေးဇူးတင်ပါတယ်